မင်္ဂလာပါဒီနေ့ကကျွန်တော်မှာရတဲ့ Baba Visor ရောက်လာလို့လာဖောက်ပြတာပေါ့နော်ဒီ Baba Visor က Classified Writer တွေကြားထဲမှာဘာလို့လူကြိုက်များတာလဲရုပ်ထွက်ကရောဘယ်လိုလဲတကယ်ရောအသုံးဝင်ရဲ့လားဆိုတာပြောပြမယ်နော်အမှန်တမ်းပြောရရင်ဒီ Visor ကိုကျွန်တော်အစတုန်းကလုံးဝမကြိုက်ဘူးဘာဖြစ်လို့မကြိုက်လဲဆိုရင်သူ့ပုံစံက Baba ဆိုတဲ့အတိုင်းပဲလုံရင်ပြီးတော့အုတ်ထုပ်ကိုစောင်းလိုက်လို့ရှိရင်လည်းအာကတာဝတ်ဆောင်ဝတ်ထားတဲ့အတိုင်းပဲတော့ပြီးတော့အလားမွေငါးကိုထည့်တယ်ဖန်ငါးကန်ကိုကောင်းမှစွတ်ထားတာနဲ့တူတယ် Baba Visor ကအဓိကတခြား Visor တွေနဲ့မတူဘဲနဲ့ထူခြားတာက yes obviously သူက Baba shape ဖြစ်နေတာပေါ့တခြား flat Visor တွေနဲ့မတူဘဲနဲ့ vintage look ကိုပို့ပြီးတော့ပေါ်စီတယ်ပေါ့အခုကျွန်တော်ပြပေးနေတဲ့ဟာက helmet နဲ့ဒီ Visor ကို join ပေးမဲ့အထိုင်ပေါ့အဲ့ဒီအထိုင်ကိုမတက်ဘဲနဲ့ Visor တီးတက်မဲ့တက်ပြီးတော့သုံးလဲရတယ်ဒါပေမဲ့ man ကိုအတင်ချလုပ်လို့မရတော့ဘူးဒီ Visor ရဲ့ color တွေထဲမှာကျွန်တော်ရှာကြည့်ရသမျှနဲ့တွေ့ဘူးသမျှထဲမှာအခုကျွန်တော်ဝယ်တဲ့အကြည်အောင်ရှိမယ်ပြီးတော့ smoke color ရှိမယ် yellow ရှိမယ်အကြည်ပေါ် yellow အကြည်ပြီးတော့ပြတာနဲ့ရှိမယ်အခုကျွန်တော်ပြထားတဲ့ပုံလေးမှာတော့ရနိုင်တဲ့ color တွေပေါ့ဒီ Baba Visor ကို open face helmet နဲ့တွဲလိုက် 70s 80s retro style ကိုကောင်းကောင်းလေးပေါ်စီတယ်ပေါ့နော် classic bike တွေ cafe razor chopper scrambler စတဲ့ဘိန်းတွေနဲ့လည်းတော်တော်လေးလိုက်တယ်ပြောရမယ်ဒီ Visor မှာပါတဲ့ open face helmet တွေနဲ့ဆိုင်ငယ်စီးလို့ရှိရင် environment နဲ့ပိုပြီးတော့ close ဖြစ်တယ် fresh air တွေပိုပြီးတော့တီးတွေ့ပြီးတော့ခံစားလို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တွေ trip ထွက်တာဖြစ်ဖြစ်ဒီ long ride စီးရဖြစ်ဖြစ် group light စီးရဖြစ်ဖြစ် speed လေးနည်းနည်းတင်ပြီးတော့မောင်းလို့ရှိရင်လေတိုးတာမခံနိုင်တော့မျက်နှာကိုပြန်နေတဲ့အကောင့်တွေတိုးတာဖုံတွေတဲတွေတိုးတာတွေဖြစ်တယ်ပေါ့လောလောဆယ်ကျွန်တော်ဒီ Visor ကို MF အဟောင်းမှာတက်ဖို့အတွက် tracker လုပ်နေရတယ်ပေါ့တော်လေးကြက်တယ်တီးလားဒါပေမဲ့လည်းကြက်တင်ပါတယ်ဘာလို့ဆိုချိန်နဲ့သွားနေတာဆိုတော့လေတိုက်ရင်မပြုတ်ထွက်သွားအောင်ပြီးတော့နောက်တစ်ခုထူခြားတာဒီ Visor တွေကတခြား flat Visor တွေနဲ့မတူဘဲနဲ့ဘာဖြစ်လို့အခုံလုပ်ပေးထားလဲဆိုတော့တော့လေခွင်အားပိုကောင်းနေဗျအရင်တော့ကျွန်တော်ရိုး flat Visor နဲ့သုံးခဲ့တုန်းကလေတိုးလို့ရှိရင်အုတ်ထုပ်ကနောက်တော့လွင့်နေလန်သွားတာပေါ့ဒါပေမဲ့အခုဒီ Visor ပြောင်းတက်လိုက်တော့တော်တော်လေးတိတာတယ်ပိုပြီးတော့လည်း stable ပိုဖြစ်တယ်ပေါ့ပြီးတော့ကျွန်တော်ဘာလို့အနက်ရောင်နေကာတဲ့အယောင်မဝယ်ဘဲနဲ့ဒီအကြီးဝယ်လဲဆိုရင်သူကညဘက်သုံးရင်လည်းအဆင်ပြေအောင်လို့ပေါ့ပြီးတော့မိုးတွင်းကြရင်လည်းသုံးရအဆင်ပြေအောင်လို့ကြည်ရွေးလိုက်တာပေါ့နေပူတာကအထက်ကနေနေကားမျက်မှန်တက်လိုက်လို့ရတယ်ကျွန်တော်အမြင်ရဒီ Baba Visor ရဲ့အားသာချက်ကရုပ်ထွက်ပါပဲ Open Face Helmet တစ်လုံးကို Visor တက်လိုက်တာနဲ့ Premium ပူဆန်သွားတယ်။လုံးလဲလို့ရှိရင်လည်း Vintage feeling ပိုရတယ်ပေါ့။နောက်ပြီးတော့ Classic Aesthetic ကိုပို့ပြီးတော့ဖော်ပြနိုင်တယ်။ဒါပေမဲ့ Style အတွက်အရန်ကောင်းပြီမဲ့မပွန်းအောင်မပိတ်အောင်ချစ်ရည်မထင်အောင်တော့ Q site တင်တယ်ပေါ့။တန်ရှင်းလုပ်တဲ့အခါမှာလည်း Microfiber နဲ့ပဲတုပ်တာပိုကောင်းတယ်။ overall ပြောရရင်တော့ဒီ Baba Visor safety အတွက်တာမက classic look retro look ကိုအများကြီး boost လုပ်ပေးတဲ့ accessory တစ်ခုပေါ့ classic bike rider တွေ open face helmet တုံးတဲ့လူတွေဆိုရင်တော့စဉ်းစားတဲ့ upgrade တစ်ခုလို့ကျွန်တော်ယူဆမိရယ်ကဲဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့ classic bike accessory တွေခီးထွက်တာနဲ့ပတ်သက်တာတွေကိုနောက်ဗီဒီယိုမှာဆက်ကြည့်လိုက်အောင်ပေါ့ so have a nice day guys